ဖြူဘက်ချမ်းမှာမျက်လုံးနှာခေါင်းပါးစပ်ဆိုဟထားရနော်တွေ့လားတိတိတတ်တာနော်မာပဲမောင်တိန်ကိုတက်ဖို့အတွက်ကိုဓာတ်လီကာစီဖို့အတွက်ကိုဖြူနေရပါမမဝိုင်တို့ကြိုက်ထီးကိုလည်းနော်ဒီလိုမိုးလေး elevator လေးထားပြီးရင်ကောင်းမယ်နော်တောင်ပေါ်ကိုဓာတ်လီကာနဲ့တက်မယ်ခြေချင်မတက်ဘူး Okay, let's go. အခုမဝိုင်တို့ရောက်နေရကြ Marble Mountain ပေါ့နော်သူကကြတော့တောင်ငယ်ပေါ့နော်၅ခုဆက်ထားခုနမှာ1 2 3 4 5ဒီခုမမဝိုင်တို့ရောက်နေတဲ့တောင်ကကြတော့အကြီးဆုံးနဲ့အလှဆုံးနဲ့ tourist attraction တောင်လေးပေါ့နော်ဟိုဘက်ချမ်းမှာကြတော့sea view ပေါ့ဟိုမှာ七月奶，七月奶， ပဇင်းနေတော့ 七月奶， ချေမုတ်ပါဘူးပဇင်းနေသမီးရဲ့ခုနကဒီနားမှာတွေ့တာရဲနေတော့ဒီမှာလည်း cave တွေရှိရနော်ဒီ cave ကိုသွားမှာဒီ cave ကအရင်မိုက်တယ်တွေ့လားအဲ့တော့မေမမဝိုင်ခုနကပြတဲ့ကူဟာလီကတစ်တွေတက်ရတာများတဲ့အတွက်ကြောင့်မမဝိုင်နဲ့အိုက်တူကိုနှစ်ယောက်ကပဲသွားမှာပါတုံတုံလေးကိုတော့တောင်ရဲ့အခြေမှာထားခဲ့တယ်ရှားရတဲ့နေမောနေကြံသေးလားမသိဘူးရောက်တော့မယ်ပြေးတာကိုဝင်ပေါက်ကိုတော့တွေ့နေရပါပြီဝါတကယ်ကြီးရောပုံထဲကနေပြီးတော့အလင်းဝင်နေတဲ့အပေါက်ကြီးဓာတ်ပုံထဲမှာမြင်ရတယ်လေအလင်းကနေပြီးတော့အောက်ထဲကိုဂူပေါက်ထဲကိုဝင်လာတယ်ပြင်ဓာတ်ပုံလာရရင်တော့တော်တော်ကြီးလာမယ်ဆိုလေဂျက်ကီချန်းဇကားတွေထဲရလေးကြည့်ရမလားဇကားတွေရိုက်ထားတဲ့နေရာလိုမျိုးပဲကြည့်ရမလားဒီထဲထဲမှာလေပိုလေတစ်တုံမုံအယုတ်တရားလေးကြည့်ရမလားစစ်သားရုပ်တွေကအသက်ဝင်လာတဲ့ပုံစံမျိုးရိုက်တော့ဆိုပြီးအဲ့လိုပုံစံမျိုးနဲ့တူတယ်မမဝိုင်ရောက်ရှင်နေတဲ့ cave ကိုရောက်လာပြီးတော့เนาะအခုအပေါ်က cave ကကြတော့တဘာဝကဖြစ်ခဲ့တဲ့ cave မဟုတ်ဘူးเนาะ Vietnam နဲ့ American စစ်ပွဲတုန်းကဒီကနေပြီးတော့ဘုံထိပြီးတော့ဖြစ်သွားတဲ့ cave ပေါ့เนาะဒီ cave မှာဒီ cave ကအောက်မှာကြတော့ Vietnam ရဲ့ဘယ်လိုပြောမလဲ Vietnam ရဲ့စစ်တပ်ပေါ့เนาะ Vietnam စစ်တပ်ကဒီမှာခဏပုံးခိုတာတက်ဆွဲခဲ့တဲ့နေရာပေါ့เนาะဒီတော့ပြီးတော့ဒီရဲ့အပေါက်ကအပြင်ကရာသီဥတုပူတွေလဲဒီထဲထဲမှာဆိုလုံးဝ cave ဖြစ်တဲ့အတွက်ကြောင့်လုံးဝအေးနေရပဲသိလားပြီးတော့မိုးတွေရွာတယ်ဆိုလဲအပြင်ကမိုးရွာတယ်ဆိုပေမဲ့ဒီထဲထဲမှာဘယ်လိုပြောမလဲမြုပ်သွားတဲ့အထိမဝင်ဘူးစိုးလာလောက်တော့ဖြစ်မယ်ပေါ့နော်ပြီးရဲ့ကမှာဒီမှာဆိုလဲဖျားเจ้าလေးရှိရဲသူကသူ့အဓိပ္ပာယ်နဲ့သူရှိရဲဒီကတော့စီးပွားရေးတွေအဆင်ပြေဖို့အတွက်ကိုဆူတောင်းရမယ်ဖျားပေါ့နော်ဒီဘက်ကကြတော့မန်နီပတ်စံနေလက်ကီကန်ကောင်းဖို့အတွက်ဟိုဘက်ကကြတော့ပတ်စံအတွက်ကိုဆူတောင်းမယ်ဖျားတွေဆိုတော့သူတီးတန့်ခွဲထားတယ်မမဝိုင်းတော့ကန်ကောင်းဖို့အတွက်ကိုတော့ပြီးဆူတောင်းလာအောင်မယ်ဟို
ရှေ့နားကြောက်ဆောင်တွေ့လာရောမမဝိုင်းတော့ဒီပုံထဲမှာမြင်နေရပြီအဖြူနဲ့အစိမ်းနှစ်ချမ်းဖြစ်နေရဲ့သူအဖြူဘက်ချမ်းမှာမျက်လုံးနှာခေါင်းပါးစပ်ဆိုဟထားရနော်တွေ့လားတိတိတတ်တာနောက်အစိမ်းဘက်ကတော့တိတ်ပြီးရောဟိုဘက်ချမ်းလောက်မပေါ်ဘူးဆိုပေမဲ့လည်းသူကလည်းဒီဘက်ချမ်းမျက်လုံးနှာခေါင်းလေးတွေပေါ်တယ် face to face လေးမြင်နေတဲ့သဘောပေါ့နော်နောက်ဒီဘက်ချမ်းမှာပန်းဆွဲကြီးလိုကြာနေတဲ့တဲမှာမောင်ရဲ့အနီးကလေးပြပေးမယ်သူကအဲ့မှာစင်နှမောင်းပုံစံကြီးနော်တော်ဟုတ်တူတယ်မောင်ဝိုင်းတို့ပြန်ပြီးတော့ဆင်းလာပြီဆင်းတော့မမောပါဘူး နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်လေးတင်ဆက်ပေးပါဦးမယ်